ယာနာပုဂ္ဂိုလ်ဟာစိတ်ခံစားမှုရှိသလားရှိတယ်နော်သူကအစဉ်ပြေတဲ့တတ်တာတဲ့ခံလို့ကောင်းတဲ့ဒုက္ခဝေဒနာကိုခံစားမဲ့ဆိုရင်အဲ့ဒီဒုက္ခဝေဒနာပေါ်မှာသူ့ရဲ့မြင်ကပါတော့ဆိုဩဒါတခဏပဲထာဝရမဟုတ်ဘူးအကြောင်းပေါ်လို့တခဏလေးဖြစ်တာပဲဒုက္ခဝေဒနာကိုအနိစ္စတိပဇာနာတိဖြစ်ပြီးပြတ်သွားမဲ့ဟာပဲဒီလိုပဲမြင်လိုက်တယ်နော်ဒုက္ခဝေဒနာနဲ့တွေးလို့ရှိရင်ဖြစ်ပြီးပြတ်သွားမှာပဲအနိစ္စတိတံဆွဲလန်းနေစရာမလိုဘူးလို့သိတယ်အနာဘိနန္တိပဇာနာတိဘာမှနှစ်သက်စရာမရှိဘူးဒုက္ခဝေဒနာပေါ်မှာအဲ့လိုဆင်ញင်သုံးသပ်တာတော့တဏှာအမရှိတော့ဘူးလေတဏှာမဖြစ်တော့ဘူးတခါဒုက္ခစေဝေဒနာဝေရတိဆင်းဒုက္ခရောက်တယ်ယန္တာဆိုဆင်းဒုက္ခရောက်ပါရောက်တယ်ယန္တာလဲထိခိုက်ပြီးတယ်ဆိုလို့ရှိရင်နာမှာပဲလေခန္ဓာကိုယ်ဒုက္ခဝေဒနာခလုတ်တယ်နာမှာပဲကွဲတယ်ပြဲတယ်ဆိုလည်းနာမှာပဲအယိုးကျိုးရင်လည်းနာမှာပဲချော်လဲရင်လည်းနာမှာပဲအလုံးပူရဲဆိုရင်ပူတဲ့ဒုက္ခခံရမှာပဲအေးရင်လည်းအေးတဲ့ဒုက္ခခံရမှာပဲအဲ့ဒုက္ခဝေဒနာတွေဖြစ်လာတဲ့အခါမှာရှားနာပုဂ္ဂိုလ်ကပါသည်အာနိစ္စတိပါဇာနာတိဒီဒုက္ခဖြစ်တာဆိုလည်းထာဝရမဟုတ်ဘူးတခဏပဲလို့သိလိုက်တယ်အနိစ္စတိတာဆွဲလန်းထားဖို့မဟုတ်ဘူးဆိုလည်းသိလိုက်တယ်အနာဘိနန္တိတာရှင်းတဲ့ဆရာလို့လည်းမဟုတ်ဘူးလို့လည်းသိလိုက်တယ်အဲ့ဒါလိုပဲအဒုက္ခမဒုက္ခစေဝေဒနာဝေရတိအဒုက္ခမဒုက္ခဆိုတာဒုက္ခလို့လည်းခံစားတာမဟုတ်ဘူးဒုက္ခလို့လည်းခံရခက်တာမဟုတ်ဘူးနှစ်ခုကြာဒါမသိတာမထင်ရှားတဲ့ခံစားမှုလို့ပြောတယ်ဒါတွေကအများကြီးပဲဖြစ်တာပဲလေလူတွေကဒုက္ခဖြစ်ရင်သိကြတယ်ဒုက္ခဖြစ်ရင်လည်းသိကြတယ်အဒုက္ခမဒုက္ခဖြစ်တဲ့အခါကျမသိဘူးမသိလိုက်ဘူးသူအသိမှမထင်ရှားတာမထင်ရှားဘူးမထင်ရှားတော့မသိဘူးမသိတော့မောဟဖြစ်တာပေါ့အဲ့ဒီမှာအဒုက္ခမဒုက္ခဖြစ်ရင်လည်းပဲအလွတ်မပေးဘူးအနိစ္စတိပါဇာနာတိမမြဲဘူးဆိုတော့သူကဆင်ញင်သုံးသပ်လိုက်နိုင်တယ်အနိစ္စတိတာဆွဲလန်းထားဖို့မဟုတ်ဘူးအနာဘိနန္တိတာကျင့်တတ်ဖို့မဟုတ်ဘူးဆိုတာလည်းသိတယ်အဲ့တော့ယဟန္တာပုဂ္ဂိုလ်ဟာဒုက္ခခံစားလည်းပဲတဏှာနဲ့မတွဲတော့ခံစားမှုတသက်တာဖြစ်တယ်ဒုက္ခခံစားလည်းပဲဝေဒနာနဲ့ဒုက္ခခံစားလည်းပဲဒေါသနဲ့မပတ်သက်တော့ဘူးအဒုက္ခမဒုက္ခဝေဒနာခံစားလည်းပဲအဝိဇ္ဇာနဲ့မပတ်သက်တော့ဘူးဝိတ္တန်ယုတ်တော့သူမှအကုသိုလ်တွေနဲ့တွဲလာတာမရှိတော့ဘူးလို့ပြောတာခံစားရုံတသက်ပဲသူခံစားနေတယ်ဝိတ္တန်ယုတ်တော့ဝနာအဲ့တော့ဒါနဲ့ပတ်သက်ပြီးဟောတာလေးတွေရှိတယ်မြတ်စွာဘုရားလည်းမျက်စိရှိတယ်မျက်စိရှိတော့ကောင်းတာလည်းမြင်ရတယ်ဆိုတာလည်းမြင်ရတယ်အဲ့တော့ပုထုဇဉ်တွေမှာလည်းမျက်စိရှိတယ်ကောင်းတာလည်းမြင်တယ်ဆိုတာလည်းမြင်ဘာကွာလဲအဲ့တော့ပုထုဇဉ်တွေကကောင်းတာမြင်ရင်လောဘဖြစ်တယ်မကောင်းတာမြင်ရင်ဒေါသဖြစ်တယ်မြတ်စွာဘုရားကမြင်တာသက်သက်ပဲအကောင်းဆိုးဆိုတာကိုအကြောင်းပြုပြီးတော့လောဘဒေါသမဖြစ်တာအဲ့ဒါကွာခြားတယ်စိတ်ကဘလောက်တည်ငြိမ်နေတယ်ဆိုတာစဉ်းစားကြည့်လေဒုက္ခဝေဒနာခံစားလဲလောဘမဖြစ်ဘူးဒုက္ခဝေဒနာခံစားလို့လဲဒေါသမဖြစ်ဘူးအဒုက္ခမဒုက္ခဝေဒနာခံစားလို့လဲမသိတယ်ဆိုတာမဖြစ်ဘူးအလုံးခံစားလုံးဝလွတ်နေ